ချင်တာလေးကကြတော့ဒီဒီဇိုင်းလေးတွေရောက်တာကလေတကယ်တမ်းကျတော့မိသူကအခြားဒီဇိုင်း10မျိုးလောက်ရှိတယ်ဒီဇိုင်းက10မျိုးလောက်ရှိတယ်ရောက်တာလေအခု9မျိုးပဲရောက်သေးတာနောက်မှပြမယ်ဆိုပြီးတော့စဉ်းစားထားတာဒါပေမဲ့လေဒီနေ့စိတ်ကူးပေါက်ပြီးပြကျင်သွားတာကွာတိလားဒါလေးတွေကမိသူစီမှာလက်လီရတဲ့အပြင်လက်ကားလိုချင်တဲ့သူတွေဆိုလို့ရှိရင်လည်းမိသူစီကိုလာပြီးတော့မှာလို့ရပါတယ်နော်ဒီဒီဇိုင်းလေးကြည့်လိုက်ဒီဇိုင်းလေးတွေကမတူဘူးနော်တိလားဒီဇိုင်းလေးတွေကွဲတယ်ဒီပုံစံဒီဒီဇိုင်းလေးတွေဒါလေးတွေဆိုလို့ရှိရင်လေအနည်းဆုံးပေါ့နော်ဒီကောင်တွေကဆိုလို့ရှိရင်2000ဝန်းကျင်2000အထက်မှာပဲရှိတယ်မိသူစီမှာကြာဒါလေးကိုတစ်ခုကို1000ခွဲနဲ့မိသူရောင်းပေးပါမယ်ရှင်ပြီးရင်လက်ကားစီကတော့ပို့ပြီးတော့ဈေးချိုပါမယ်လက်ကားယူမဲ့သူလေးတွေကကြတော့အနည်းဆုံး9ခုယူပေးပါနော်9ခုယူပေးတယ်ဆိုလို့ရှိရင်မိသူကလက်ကားစီလေးနဲ့ပေးပါမယ်ရှင်တငယ်ချင်းအပေါင်းအသင်းတွေဒီလိုမျိုးစုပြီးမှားတယ်ဆိုလို့ရှိရင်လည်းအဆင်ပြေရပေါ့နော်မတူတဲ့ဒီဇိုင်း5မျိုးဆိုလို့ရှိရင်လည်းရတယ်ဒီဇိုင်း2ကြီးပဲ5မျိုးဆိုလို့ရှိရင်လည်းမိသူကပေးမယ်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ပေးပါမယ်ရှင်လက်ကားယူတာနော်ဘယ်မှမရဘူးပုံမှန်အားဖြင့်ဆိုလို့ရှိရင်တူတာကိုပဲအနည်းဆုံး10ခုယူရတာအဲ့ဒါမှလက်ကားရတာမိသူစီမှာကတော့မတူဒီဇိုင်းမတူလဲလက်ကားပေးမယ်ဒီဇိုင်းတူတာကြိုက်တယ်ဆိုလို့ရှိရင်လည်းလက်ကားပေးမယ်ဈေးလေးကလည်းတင်းတင်းစီရမယ်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ဒါလေးတစ်ခုလေတကယ်ကိုဘယ်မှ1000ခွဲနဲ့မရဘူးနော်မိသူစီမှာ1000ခွဲနဲ့လာယူပါရှင်လက်ဆောင်ပေးခြင်းလဲလှတယ်တငယ်ချင်းကိုလက်ဆောင်ပေးမလားပေါ့နော်ဈေးလဲတင်းတယ်ကိုတိုင်းပတ်မလားပေါ့နော်ကို့မှာဒီမှာစကတ်လေးရှိရဲခေါင်းဝင်လေးရှိရဲဆိုလို့ရှိရင်ဒါလေးတွေနဲ့ပတ်လိုက်လို့ရှိရင်အိုးအရန်ကိုလှတာတိလားအပြင်မှာဆိုလို့ရှိရင်လည်းတော်တော်လှတဲ့ဒီဇိုင်းလေးပါနော်ဒါလေးလိုချင်နေပြီဆိုလို့ရှိရင်မိသူစီမှာရပါပြီရှင်ဒါလေးတစ်ခုကို1000ခွဲနဲ့မိသူစီမှာလာယူပါရှင်ဒါလေးတွေရပါပြီနော်မိသူ choice ထဲဆိုင်ကပါရှင်ကျိုင်းတော်မျိုးကပါကျေးဇူးပါ